Sayaru Muinishi, Jesu Roshin, Sero Piaji, Nabaru, Mujaro Mudo, all Wara Gatam Yagu, you this one now you season, Chipari Pia, Tobayu, all Wara Chimmy Bidanaro, Mubaye, Nangan Obria di Tadana Tekadu, Mandalin you, Bamokha Josiaro, Ega Mahabanida, Tauda Baranda, Idra, Jesu Roshin, Sero Piaji are. တောင်းပန်လျှောက်ထားပါသည်ဗျာအာစရိယပူဇော်ပွဲကျင်းပပြီးတော့ဆရာကိုပူဇော်ကြတာပေါ့ဆရာကိုပူဇော်တဲ့ဆရာကိုအလေးကရုပြုတဲ့အလေးအထမတို့သာသနာမှာဘယ်လိုဖြစ်လာသလဲဒါလေးကိုစဉ်းစားပြီးတော့ကြည့်ရအောင်ပါအနန္တောနန္ဒ၅ပါးလို့တရုပ်ထုတ်လို့ရှိဖေရရဲ့တရားရဲ့တန်ခါရဲ့မိဘဆရာဆိုပြီးတော့မိဘကိုရှေ့ရထားပဲဆရာကိုနောက်ကထားတယ်ဒါကိုကြည့်ရင်တော့မိဘကျေးဇူးကကြီးတယ်များတယ်ကြီးတယ်များတဲ့အတွက်သူ့ကိုရှေ့ကထားတယ်ဒါကကျေးဇူးကြီးတာများတာကိုကြည့်ပြီးတော့ထားတဲ့အထာပေါ့ဒါပေမဲ့လို့လူတယောက်တော့မဟုတ်ဘုန်းကြီးဖြစ်ဖြစ်လူဖြစ်ဖြစ်ပေါ့နော်ဘဝတိုးတက်ရတိုးတက်ကြောင်းထောက်ပံ့တဲ့နေရာမှာကြတော့ဆရာနဲ့မိဘရှင်းကြည့်လိုက်လို့ရှိဆရာကတာတာတွေ့ရတယ်အဲ့ဒါလေးကိုစဉ်းစားမိလို့တပည့်တော်ရဲ့အတွေ့လေးကိုဦးဇင်းတို့ပြောပြပါပထမဆုံးတပည့်တော်တို့ရဲ့ဆရာဖြစ်တဲ့မြတ်စွာဘုရားရဲ့တွေးတောပုံတွေးတောနည်းလေးကိုနည်းနည်းကြည့်အောင်မြတ်စွာဘုရားဖြစ်တယ်ဖြစ်ပြီးတော့ငါရတဲ့တရားငါသိတဲ့တရားကအမတန်မြင့်မြတ်တဲ့တရားဒီမြင့်မြတ်တဲ့တရားထူးခြားတဲ့တရားကိုဝိနည်းတွေဟောမယ်ဆိုလို့ရှိရင်ဝိနည်းအများစုကရေစုံကိုလိုက်နေကြတာငါတရားကရေစံကိုတက်ရမယ်တရားအဲ့တော့တတ္တဝါတွေကရေစုံကိုလိုက်နေတာဖြစ်တဲ့အတွက်ငါရဲ့ရေစံတက်ရမယ်တရားကြီးကိုဟောရင်သူတို့နာခံမှလည်းမဟုတ်ဘူးလိုက်တာကျင့်သုံးမှလည်းမဟုတ်ဘူးဆိုပြီးတော့တရားဟောဖို့စိတ်ပြတ်သွားတယ်အဲ့ဒီစိတ်ပြတ်တာကိုတဟံပတိပြမာကသိတဲ့အတွက်အဲ့ဒီလိုကြီးမဟုတ်ပါဘူးတတ္တဝါတွေထဲမှာတရားဓမ္မနဲ့မထိတွေ့ရသေးလို့ဟာထိတွေ့မယ်ဆိုလို့ရှိရင်ဉာဏ်တွေပွင့်လာမဲ့ပုဂ္ဂိုလ်တွေအများကြီးရှိပါတယ်ဆိုပြီးတော့တိုက်တွန်းတဲ့အတွက်မတို့ဖေကတရားဟောဖို့တခါစိတ်အာတိတဖြစ်လာအဲ့ဒီဖြစ်လာတဲ့အခါမှာဟုတ်ပြီအဲ့ဒါဆိုရင်တော့ငါသိတဲ့တရားကိုငါဖြန့်ဝေပြီးတော့ပေးမယ်ငါဟောမယ်ပေါ့ဒါဆိုရင်ဘယ်သူငါဟောရမလဲလို့သူစဉ်းစားတယ်စဉ်းစားလိုက်တဲ့အခါမှာသူ့ရဲ့အဖေသုဒ္ဓရဏရှိတယ်မိရိတော်ဂေါရမေလည်းရှိတယ်သူဇနီးရသောရရလည်းရှိတယ်အဲ့ဓာတွေထွက်မလာတရားဟောဖို့ဘယ်သူအရင်ဆုံးထွက်လာတော့ဆိုတော့သူတော်ထဲမှာရောက်တော့ယဟန်ဘဝနဲ့နေတော့မှာတရားအားထုတ်ပုံအားထုတ်နေသင်ပေးတဲ့အာလာရယသိနဲ့ဥဒကယသိကိုသူစိတ်ထဲမှာပေါ်လာတယ်ဒီယသိကြီးနှစ်ဦးကငါ့ကိုတရားအားထုတ်တဲ့ဤသင်ပေးတာပဲငါကျေးဇူးရှိတယ်ကျေးဇူးရှိတဲ့အတွက်ငါရဲ့ဒီထူးခြားတဲ့မြင့်မြတ်တဲ့တရားဓမ္မကိုဟောတဲ့နေရာမှာဒီယသိကြီးနှစ်ဦးကိုငါအရင်ဟောမယ်လို့ဆုံးဖြတ်ချက်ချလိုက်တယ်အဲ့ဒါလေးကိုအရှင်ဘုရားတော့အရင်ကြည့်လိုက်တွေ့လားဆရာကိုစိတ်ထဲအရင်ပေါ်လာတာမိဘဆွေမျိုးတွေမပေါ်ဘူးတယောက်မှ
တရားဟောဖို့အတွက်အဲ့ဒီလိုပေါ်လာပြီးတော့မှဟောမယ်လို့ကြံစီလိုက်တဲ့ခါကျတော့ရသေးကြီးနှစ်ဦးကမရှိတော့အဲ့ဒီမရှိတော့မှဒုတိယဦးစားပေးဆိုပြီးတော့သူ့ဝေယဝိဇ္ဇာပြုတဲ့ပိဿဝဂင်၅ဦးကိုဟောမယ်လို့ဒါဒုတိယစီမံကိန်းချပြီးတော့ဟောလိုက်တာဒါနဲ့ပိဿဝဂင်၅ဦးကဒါတရားဦးနာရတဲ့ပုဂ္ဂိုလ်ဖြစ်သွားတယ်အဲ့ဒါလေးကိုကြည့်လိုက်လို့ရှိရင်ကိုရလာတဲ့တရားသူတရားမြတ်ဖြန့်ဝေပြီးတော့ပေးတော့မယ်ဆိုရင်ဆရာကိုအရင်ဖះရဲ့စိတ်ထဲမှာပေါ်လာတာဒါလေးသွားတတိထားမိတယ်ဟောဒါဖះကိုယ်တိုင်ကဆရာကိုသူကအဓိကထားတာပဲဟုတ်လဲဟုတ်တယ်သူ့ရဲ့ဘဝကနေကြည့်မှဒါကဟုတ်မှန်းသိတာဟိုကိုယ့်နေရာကမကြည့်နဲ့သူ့နေရာကဝင်ကြည့်လိုက်သိတ္တမင်းသားဖះနေရာဝင်ကြည့်လိုက်သူ့အဖေလို့ဆိုရင်သူဖះမဖြစ်ဘူးသူ့အဖေရဲ့ဆန္ဒတိုင်းဆိုရင်လေသူ့အဖေကသင်္ကန်းဝတ်တာမှမကြိုက်ဖ ೇನೆ တားတာဟုတ်ဖះကိုမဖြစ်ဘူးအဲ့တော့သူတရားရအောင်ထောက်ပံ့ပေးတာကဆရာကပဲသူထောက်ပံ့ပေးတာပဲဒါကြောင့်မို့လို့တရားသူတရားမြတ်ကိုဖြန့်ဝေမယ်လို့စိတ်ကူးလိုက်တဲ့အခါမှာဖះရဲ့စိတ်ထဲမှာမိဘကမပေါ်ပဲနဲ့ဆရာကအရင်ပေါ်လာဒါလေးကိုတစ်ချက်တပည့်တော်တို့သတိထားရမယ်အဲ့ဒီကနေပြီးတော့တပည့်တော်နောက်ဘယ်ထိအောင်စဉ်းစားမိတုံးဆိုတော့သာသနာမှာယဟန်ဒီအချင်းချင်းဟာဆရာကိုပဲအဓိကထားတာတွေ့ရတယ်ရှင်သာရိပုတ္တရာဆိုလို့ရှိရင်ဒါဖျားရှိတာပဲရှိပေမဲ့လို့ရှင်သာရိပုတ္တရာကသူ့ဆရာဖြစ်တဲ့အရှင်အတ္တစီကိုပဲသူ့စိတ်ထဲမှာကြည့်တယ်ရှင်အတ္တစီဘယ်နေရာမှာတရင်သုံးတုံးဆိုတာအမြဲတမ်းနားစွန့်တယ်သူကရှင်အတ္တစီအရှိရမှာရှိတယ်ဆိုရင်အဲ့ဒီအရှိရကိုဥချပြီးမှအိတ်တာတယ်ရှင်အတ္တစီကမြောက်ရမှာရှိတယ်ဆိုရင်မြောက်ရကိုဥချပြီးမှအိတ်တယ်လို့ဒါလေးလို့တော့တွေ့တယ်။ခိုင်ဒါဆိုလို့ရှိရင်ဖျားရှိနေတာပဲလို့ဖျားသူ့ဆရာကိုပဲသူအဓိကထားတယ်ရှင်သာရိပုတ္တရာသူ့ဆရာဖြစ်တယ်ရှင်အတ္တစီကသူ့ဆရာကိုရှင်အတ္တစီကိုအဓိကထားတာအဲ့ဒီမှာလည်းပဲတစ်ချက်သွားတွေ့တယ်နောက်တစ်ချက်ကရာဟုလာကိုရင်လေးပေါ့ရာဟုလာကိုရင်လေးဘဝမှာသူ့အမေရတော်တရားကနေမကောင်းတော့သူ့အမေကိုသွားပြီးတော့လူမမာမေးတယ်မေးတော့ဘာဖြစ်တာတုံးဆိုတော့လီနာယောဂါဖြစ်တယ်ဒီလီနာယောဂါကအရင်တုန်းကလည်းဖြစ်ဖူးတယ်လူဘဝတုန်းကလည်းဘာစားရင်သက်သာတယ်လဲဆိုတော့တရသီးဖြော်ရည်တောက်ရင်သက်သာတယ်လို့သူ့အမေကပြောတာပြောတော့အဲ့လိုဆိုလို့ရှိရင်တရသီးဖြော်ရည်ရှားပေးမယ်ဆိုပြီးသူထွက်လာတယ်သူ့အမေတရားလေထွက်လာပြီးတော့သူ့အဖေဖျားရှိတာပဲဖျားသည်မသွားဘူးဗျရှင်သာရိပုတ္တရာဒီသွားတာရဘူးလားကိုရင်သွားတော့သွားတာပေါ့ဟိုနာအနားရောက်တော့မပြောရဲဘူးတည်သီးဖြိုရည်လိုချင်တယ်ဆိုတာကိုဒါပေမဲ့လို့ရှင်သာရိပုတ္တရာကအကဲခတ်လိုက်တယ်ဒီကိုရင်မျက်စိမျက်နှာသိမကောင်းဘူးဘာဖြစ်လာတာလဲမသိဘူးဆိုပြီးတော့မေးတာကိုရင်မဲဘာဖြစ်လာတာတော့လို့မေးတော့တပည့်တော်မေးနေမကောင်းဘူးလို့ဖြေလိုက်တာဘာဖြစ်တာတော့ဆိုတော့လေနာယောဂါဖြစ်တာတဲ့အဲ့ဒါဆိုဘာလို့တော့ဆိုတော့တည်သီးဖြိုရည်လိုတယ်လို့ပြောပါတယ်ဗျာအေးအဲ့ဒါလို့ဆိုရင်ငါရှားပေးမယ်ဆိုပြီးတော့တရသီးဖြော်ရည်ရှင်သာရိပုတ္တရာကရှားပေးရတယ်ဒီမှာလည်းပဲဝတ္ထုကိုတပည့်တော်ကအဲ့လိုစာတွေကိုစဉ်းစားရင်အဲ့လိုစဉ်းစားတတ်တယ်ထောက်ပြီးတော့တကယ်ဆိုရင်ကိုရင်ရဟုတ်လားသူ့ဖေကြီးရှိနေတာဗဖျားကြီးရှိနေတာဗဖျားကြီးသွားမှာပါမသွားဘူးပြဆရာရှင်သာရိပုတ္တရာဒီဆရာကြီးသွားတာသူ့ဆရာကိုသူ့ဥပိ္ပဇဆရာလေရှင်သာရိပုတ္တရာဆရာကိုပဲအဓိကထားပြီးအားကိုးတာပေါ့ဆရာကိုအားကိုးတာဒုသာသနာမှာကဒီအလေးထားကြီးကဖះကနေရှိရစပေးလိုက်တာစပေးလိုက်တဲ့အတွက်နောက်ကအစဉ်အဆက်ကအဲ့ဒီတိုင်းကြီးလိုက်သွားတဲ့သဘောရှိတယ်လို့ဘာလို့ဆိုတော့ဒါရာဟုလာဒါအသက်တွေခိုင်သုံးပဲလို့ဖះအာမကိုရှင်သာတိပုတ္တရာအာကိုတာဒါသူဆရာကိုအာကိုတာဟောတပည့်လူသာသနာမှာအဲ့ဒီလိုဆရာကိုထားတာပေါ့
လူလောကကိုကြည့်ရင်လည်းပဲအဲ့ဒီတိုင်းတွေ့ရပါတယ်လူတွေကိုအစင်းမြင့်အောင်တန်ဖိုးရှိအောင်လုပ်ပေးတာကဆရာတွေကလုပ်ပေးတာပါပဲမိဘတွေလုပ်မပေးနိုင်ပါဘူးဒါကြောင့်မို့လို့မိဘတွေကပိုက်ဆံကုန်ခံပြီးတော့ကိုသားသမီးကိုတော်တဲ့အကြောင်းထားကြတာကြည့်ပါလားလို့တော်တဲ့ဆရာစီပို့တာလေဒါဆရာကမှဘဝတိုးတက်အောင်လုပ်ပေးတာပဲထို့အတူပဲတပည့်တော်တို့ယဟန်တွေလည်းပဲရှင်ဘုရားတို့စာရပေတာဖြစ်အောင်ဆိုရင်ဆရာကပဲလုပ်ပေးမှာပဲရှင်ဘုရားတို့တရားရအောင်ဆိုရင်လည်းဆရာကပဲလုပ်ပေးမှာပဲဆရာရဲ့အကူအညီနဲ့ပဲတရားထုတရားမြတ်ကလည်းရမှာပဲစာရပေတာဖြစ်မဟုတ်ဆိုရင်လည်းပဲဆရာရဲ့အကူအညီလိုတယ်ဆရာအကူအညီရမှာဖြစ်မှာပဲအဲ့တော့ဆရာဟာဘဝတိုးတက်အောင်လုပ်ပြီးတဲ့ပုဂ္ဂိုလ်ဖြစ်တဲ့အတွက်သူကမိဘနဲ့တော့မတူဘူးဟိုကပြုစုဆောင်ရှောက်တာပြုစုဆောင်ရှောက်တဲ့အတွက်မိမိအသက်ရှင်နဲ့ကျမ်းမာမှာခြေလက်အင်ကအပြည့်စုံနဲ့ကြီးထွားရတယ်ဒါသူကျေးဇူးဒါပထမဒါကြောင့်မို့လို့သူ့ကိုပုဗ္ဗစတိယလို့ခေါ်တာပထမကျေးဇူးဟုတ်ပြီလူခြေလက်အင်ကပြည့်ပြည့်စုံစုံနဲ့ကျမ်းမာနဲ့ကြီးထွားလာပြီဆိုရင်တော့အဲ့ဒီကြီးထွားလာတဲ့ပုဂ္ဂိုလ်ကြီးရှေ့တိုးတက်ဖို့ဆိုရင်တော့ဆရာကလုပ်ပေးရတော့ဆရာအကူကြီးလိုလာတယ်ဒါကြောင့်မို့လို့တပည့်တော်တို့သာသနာမှာဆရာနဲ့တပည့်အစဉ်အဆက်ဟာဖခင်ကကိုကစခဲ့တာဖခင်ကကိုကစခဲ့တာဖြစ်တဲ့အတွက်တပည့်တော်သာသနာဒီကနေ့ခေတ်ထိဆရာနဲ့တပည့်နဲ့အစဉ်အဆက်ဒီလိုပဲဆရာကိုတပည့်ကနေပြီးတော့ရိုသေလေးစားပြီးတော့ကတော့ဆရာသေးကနေပြီးတော့ပညာတွေယူပြီးတော့မိမိဘဝတိုးတက်ရာတိုးတက်ကြောင်းကိုလောကဉာဏ်ရတာအထောက်ကြရတာပါပဲဒါရှင်များတို့လည်းသိပါတယ်တပည့်တော်တို့လည်းသိပါတယ်တပည့်တော်တို့လည်းပဲကိုယ်ဆရာတွေရဲ့ဟုတ်လားပံ့ပိုးကူညီမှုနဲ့ဒီအဆင့်ရောက်လာတာပါပဲကိုမိဘလို့ဆိုရင်ဒီအဆင့်မရောက်ပါဘူးသိပါတယ်အဲ့ဒါလေးကိုတီးပြီးတော့မှဆရာကျေးဇူးနဲ့မိဘကျေးဇူးနှစ်ခုရှင်းလိုက်လို့ရှိရင်တစ်ခုနဲ့တစ်ခုကတော့သူနီးသူဟန်နဲ့တော့ဟုတ်တော့ဟုတ်တာပဲသို့တော့ဘဝတိုးတက်အောင်သူမဟုတ်တရားတူတရားမြတ်ရအောင်အားပေးတဲ့နေရာမှာတော့ဆရာကျေးဇူးကပိုးပြီးတော့ထိရောက်တာကိုတွေ့ရတယ်ဒီသဘောလေးကိုတီးပြီးတော့ငါတို့ဆရာကိုဒီကနေ့ပူဇော်တယ်တစ်ချိန်မှငါတို့လည်းပဲဆရာဖြစ်အောင်မယ်ငါတို့ဖြစ်လာရင်လည်းပဲငါတို့တပည့်တွေကိုတော်တဲ့တပည့်တွေဖြစ်အောင်ငါတို့လုပ်မယ်လို့စိတ်ထဲမှာစိတ်ကူးပြီးတော့ဒီပူဇော်ပွဲကိုကျင်းပကြတာဖြစ်တဲ့အတွက်အဲ့ဒီမိမိတို့စိတ်ကူးလေးကိုဖြစ်အောင်အကောင့်ထဲပေါ်ကြပါလို့တိုက်တွန်းရင်းနဲ့တပည့်တော်ဩဝါဒကိုနှိကုံးချုပ်ပါတယ်ဗျာဒုတိယပါမောက္ခချုပ်သင်ကြားကျေးဇူးတော်ရှင်ဆရာတော်ဘုရားဤဩဝါဒကထာကိုနာယူမှတ်သားရဖြစ်တဲ့အတွက်ဒုတိယပါမောက္ခချုပ်သင်ကြားဆရာတော်ကြီးဖျားဩဝါဒကထာမြွယ်ကြားချီးမြှင့်ပေးသနာတော်မူပါယံရိုသေလေးမြတ်စွာတောင်းပန်လျှောက်ထားပါသည်ဖျားအရှင်ဘုရားတို့တပည့်တော်ကတော့ကြာကြာလည်းမပြောနိုင်အာကောင်6တဲ့ခါကျတော့စကားပြောလို့ကမကောင်းစောစောကပါမောက္ခချုပ်ဆရာတော်အမိန့်ရှိသွားသလိုပဲဆရာနဲ့တပည့်ဆိုတာအချင်းချင်းအပြန်အလှန်လေးစားရတာပဲတပည့်ကသာဆရာကိုလေးစားရမှာမဟုတ်ဘူးဆရာကလည်းပဲတပည့်တွေကိုအပြန်အလှန်လေးစားပြီးတော့ကိုလှုပ်ဆရာရှိတာကိုဒီဇိုင်းမှလှုပ်ရမှာတော့ဘာလှုပ်ဆရာရှိတယ်လဲဆိုတော့ယဟန်မှန်ကဝန်နှဝထမ်းကြရသည်သာယဟန်သာမဏေရလို့သာသနာပေါင်းမှာဝင်လာတယ်ဆိုလို့ရှိရင်ဝန်နှစ်ခုကိုထမ်းရတယ်တာဝန်နှစ်ခုကိုထမ်းရတယ်တဲ့ယဟန်မှန်ကဝန်နှဝထမ်းကြရသည်သာအဲ့ဒီဝန်တာဝန်နှစ်ခုကဘာလဲဆိုတော့အရှင်ဘုရားတို့အဲ့ဒါသာသနာပေါင်းဝင်လာကြတဲ့ကကြာပုနာဝရှိပြီးသားပါပဲပရိယတ္တိသာသနာတာဝန်ပฏิပတ်တိသာသနာတာဝန်ဆိုပြီးတော့တာဝန်နှစ်ရပ်ဘုရားကချမှတ်ထားခဲ့တာအဲ့ဒီတာဝန်နှစ်ခုဘယ်သူမှတိုက်တွန်းစရာမလိုဘူးကိုယ်အသိစိတ်ဓာတ်နဲ့ကိုထမ်းဆောင်ရမှာအဲ့ဒီတာဝန်နှစ်ခုဟာသာသနာတွင်းထဲမှာဝင်လာတဲ့သာမဏေအဖြစ်ယဟန်အဖြစ်နဲ့ဝင်လာတယ်ဆိုလို့ရှိရင်
သူများကတိုက်တွန်းစရာမလိုပဲနဲ့ကိုယ်အသိနဲ့ကိုပဲဒီတာဝန်နှစ်ခုကိုစွန့်နိုင်ရထမ်းဆောင်ရအဲ့ဒါကြောင့်မလို့ယဟန်မှန်ကဝန်နှဝထမ်းကြရသည်သာအဲ့ဒီပရိယတ္တိဆိုတာကသင်ကြားတာပါပဲဖရာအဆုံးအမဖြစ်တဲ့ဖရာစကားတော်တွေဗိဓိကသုံးပုံလို့သိနေကြတယ်ဖရာစကားတော်တွေကိုမသိရင်သိအောင်တတ်သိနားလည်တဲ့ဆရာသမားတွေထာမှာသင်ယူကြရအဲ့ဒီလိုသင်တာကိုပဲပရိယတ္တိဒီလိုခေါ်တာပရိယတ္တိဆိုတာသင်တာအဲ့ဒီသင်ကြားထားတဲ့အတိုင်းကိုယ်တိုင်းလည်းသိအောင်လုပ်ရတယ်သိတဲ့အခါကျတော့လည်းပဲတစ်ဆင့်တပည့်တွေကိုပဲဖြစ်ဖြစ်တရားဓမ္မတွေကိုပဲဖြစ်ဖြစ်ကိုယ့်ရဲ့တပည့်တရားဓမ္မမဟုတ်တောင်မှကိုယ်နဲ့ထိစပ်ထိတွေ့နီးစပ်ထိတွေ့နေတဲ့တရားဓမ္မတွေကိုပဲဖြစ်ဖြစ်ကိုယ့်ရဲ့ဒီဗုဒ္ဓဘာသာဝင်ဟုတ်သည်ဖြစ်စေမဟုတ်သည်ဖြစ်စေမေတ္တာကရုဏာစိတ်ထားပြီးတော့တတ်နိုင်သလောက်ကိုသိတာကိုသူတို့လည်းလိုက်နာကြအောင်ဖြန့်ဝေပေးရအဲ့ဒါကိုပရိယတ္တိလို့ခေါ်တာပါပဲပါဠိစကားလုံးနဲ့သုံးနှုတ်ထားလို့မဟုတ်ကိုနဲ့ဝေးတယ်လို့ထင်နေကြတာအမှန်တော့သင်ကြားတာမှန်သမျှဟာပရိယတ္တိပဲဘယ်အတတ်ပညာကိုပဲသင်ကြားပရိယတ္တိပဲအဲ့ဒါကြောင့်ကိုကမသိသေးဘူးဆိုရင်သိအောင်သင်ကိုသင်ရအဲ့ဒါသင်ပါလို့ပြောเสียမလို့ဘူးကိုဟာနဲ့ကိုသိအောင်သင်ကိုသင်ရနားလည်အောင်သင်ကိုသင်ရမသိသေးလို့ရှိရင်ဆရာသမားဖြစ်ဖြစ်ကိုနဲ့အတူနေတဲ့အပေါင်းအဖော်ငယ်ချင်းသားပြမစာရီကိုနဲ့အတူတကွသတင်းသုံးပေါ်ရီကိုရဲ့သိတဲ့တတ်တဲ့နားလည်တဲ့ပုံကိုယ်တွေကိုချင်းကပ်ပြီးတော့ဒါသင်ရမှာပဲသိတဲ့အခါကျတော့ခုနပြောသလိုကိုနဲ့ထိတွေ့နေတဲ့အပေါင်းအသင်းတငယ်ချင်းဖြစ်ဖြစ်တရားဓမ္မဖြစ်ဖြစ်ဘယ်လိုပုံကိုယ်မျိုးကိုပဲဖြစ်ဖြစ်ကိုယ်အနာမှာရောက်လာတဲ့ပုံကိုယ်ကိုတတ်နိုင်သလောက်သူတို့နားလည်အောင်သိရှိအောင်ဖြန့်ဝေပေးရအဲ့ဒါမှန်သမျှဟာပရိယတ္တိလို့ခေါ်တာပါပဲအဲ့ဒီဟာကိုသိတဲ့အခါကျတော့လိုက်နာကျင့်သုံးတာဟာပฏิပတ်တိအခုတပည့်တော်တို့ဒါအခုဘုရားဆုံးမခဲ့တဲ့အတိုင်းဆရာနဲ့တပည့်လေးစားရမယ်ဆိုတဲ့ဒီအသိကိုရှိတဲ့အတွက်ကြောင့်ကိုယ့်ကိုပညာသင်ကြားပေးခဲ့တဲ့ဆရာသမားတွေကိုပူဇော်တဲ့အနေနဲ့ဒီနေ့လိုက်နာအဲ့ဒီအကျင့်ကိုလိုက်နာကျင့်သုံးနေကြတာ။ဟောရိတ်သာမှာသွားပြီးတော့တရားထိုင်တရားမှတ်နေမှာပฏิပတ်တိမဟုတ်ဘူး။လိုက်နာကျင့်သုံးတာမှန်သမျှပฏิပတ်တိအဲ့ဒီလိုဒီနှစ်ခုကဘုရားသာသနာမှာအရေးအကြီးဆုံးတာဝန်နှစ်ခုပေါ့။အဲ့ဒီတာဝန်နှစ်ခုကိုမထမ်းဆောင်မှုဆိုလို့ရှိရင်ကိုယ့်ဘက်ကတာဝန်မထမ်းဆောင်တဲ့အတွက်ကြောင့်ဝတ္တရားပြက်ကွက်တဲ့ချွတ်ယွင်းတယ်ပေါ့အဲ့ဒီလိုဝတ္တရားပြက်ကွက်တဲ့ချွတ်ယွင်းတယ်ဆိုလို့ရှိရင်တော့သူနဲ့ဆက်ဆက်ကြောင်းချွတ်ယွင်းချက်တွေတစ်ခုပြီးတစ်ခုဆက်ကဖြစ်ပေါ်လာတာပေါ့အခုကအဲ့ဒီလိုဟာတွေကိုဖြစ်ပေါ်မလာအောင်ကိုယ်သိသလောက်တတ်သလောက်ပြန်လဲကျင့်သုံးတဲ့အနေနဲ့ဆရာသမားတွေရဲ့85နှစ်ပြည့်မွေးနေ့အချိန်အခါမှာပြန်လဲပြီးတော့ပူဇော်တယ်ဆိုတဲ့ကျင့်ဝတ်တစ်ခုကိုဒါလိုက်နာကျင့်သုံးလိုက်တာပဲအဲ့ဒီလိုလိုက်နာကျင့်သုံးတာဟာလည်းပဲပฏิပတ်တိထဲမှာတစ်ခုအပါဝင်ပဲဒီလိုပဲဘုရားပညတ်ထားတဲ့သိက္ခာပုဒ်ပါတိမောက္ခသံဝရသီလအိန္ဒြိယသံဝရသီလအာဇီဝပါရိသုဒ္ဓိသီလအာဇီဝပါရိသုဒ္ဓိသီလပစ္စယတန်နေတိတသီလဆိုရသီလတွေဒီအထက်ကကိုတတ်နိုင်သလောက်လိုက်နာကျင့်သုံးနေတာဟာအဲ့ဒါလည်းပဲပฏิပတ်ပါပဲ
တရားထိုင်တရားပြကမ္မထအားထုတ်နေမှာပฏิပတ်မဟုတ်ဘူးဖျားသတ်မှတ်ထားတဲ့ဒီသိက္ခာပုဒ်စီမင်းဥပဒေတွေကိုလိုက်နာနေတာဟာအဲ့ဒါပฏิပတ်တိကျင့်နေတာပဲရိတ်သာသွားတရားမှတ်တယ်ဆိုလို့ရှိရင်လည်းပဲဒါဖျားအမိတ်ရှိထားခဲ့တဲ့အဆုံးအမကိုလိုက်နာကျင့်သုံးတာပဲအဲ့ဓာတွေကိုလိုက်နာကျင့်သုံးလို့ရှိရင်ခုပြောတဲ့တာဝန်နှစ်ခုကိုပြည့်ပြည့်ဝဝလိုက်နာကျင့်သုံးမယ်ဆိုလို့ရှိရင်ဖရာရဲ့စကားကိုနားထောင်ရရောက်တယ်ဖရာချမှတ်ထားခဲ့တဲ့တာဝန်ကိုကြည်ပြင်းအောင်ထမ်းဆောင်ရရောက်တယ်အပြည့်အဝထမ်းဆောင်တယ်ဆိုလို့ရှိရင်တော့ကိုယ်ကြီးမှန်းတဲ့နောက်ဆုံးပန်းတိုင်ဖြစ်တဲ့နိဗ္ဗာန်မချမ်းသာဖို့ချမ်းသာနိဗ္ဗာန်ချမ်းသာကိုလည်းပဲအလွယ်တကူနဲ့ရရှိနိုင်ပါတယ်အဲ့ဓာတွေကိုပြည့်အောင်မလုပ်နိုင်သေးလို့နိဗ္ဗာန်ချမ်းသာတို့နဲ့ဝေးတယ်တကယ်ပြည့်ပြည့်ဝဝဘုရားချမှတ်ထားတဲ့အမိတ်သိက္ခာပုဒ်တွေခုနပြောတဲ့သီလတွေအဲ့ဒီသီလထဲမှာလည်းပဲအဓိကဥဆောင်ဖြစ်တဲ့သီလကပါတိမောက္ခသံဝရသီလကဥဆောင်ဖြစ်အဓိကကြတယ်ပါတိမောက္ခသံဝရသီလကိုမှပြည့်ပြည့်စုံစုံလိုက်နာကျင့်သုံးမှုမရှိဘဲနဲ့နောက်ကအိန္ဒြိယသံဝရသီလတို့စသည်နောက်ကသုံးခုဟာအလိုလိုပြက်ပြီးသားဖြစ်သွားတယ်ပါတိမောက္ခပါတိမောက္ခမှာပညာထားတဲ့သိက္ခာပုဒ်တွေစီးမြင်းတွေဘုရားချမှတ်ထားတဲ့စီးမြင်းတွေကိုလိုက်နာနေတယ်ဆိုလို့ရှိရင်ဒါပါတိမောက္ခသံဝရသီလကိုလိုက်နာကျင့်သုံးတဲ့ပฏิပတ်အကျင့်ကိုကျင့်နေကြတာအဲ့ဒီ၄ခုထဲမှာပါတိမောက္ခသံဝရသီလဟာအဓိကအကြဆုံးအဲ့ဒီအဓိကကြတဲ့ဟာကိုမကျင့်မဲနေလို့ရှိရင်ကြံတဲ့ဟာတွေအလကားဖြစ်တယ်အဲ့ဒါအထက်ကရာများမှာလည်းပဲအဖွင့်ပါပါတယ်သီလ၄မျိုးဆိုတော့လည်းပဲကြံတဲ့သီလ၃ခုကအိန္ဒြေဆောင်စည်းကာမြအသက်မွေးဝမ်းကြောင်းကိုစင်ကြအောင်သုတ်သင်ကာမြပစ္စည်း၄ပါးကိုစင်ကြင်တွေးတော့ပြီးတော့သုံးဆွဲကာမြပဲဖြစ်ပါတယ်တဲ့တကယ်အဓိကကြတဲ့သီလကပါတိမောက္ခသိက္ခာပုဒ်တွေကိုလိုက်နာကျင့်သုံးတာကအဲ့ဒါအဓိကကြတဲ့သီလဒါကြောင့်မလို့သူ့ကိုအဓိသီလလို့လည်းခေါ်တာပေါ့ပါတိမောက္ခသံဝရသီလအဓိသီလအဲ့ဒါတခြားတရားကျင့်ဝတ်တွေလည်းရှိသေးတာပေါ့လေအဲ့ဒီကျင့်ဝတ်တွေရှိသေးပဲရှိသေး냐တော့လည်းပဲတချို့ဟာတွေကမလိုက်နာလို့ရှင်လည်းအပြစ်မကြီးဘူးလိုက်နာလို့ရှိရင်လည်းလောကအကဲ့ရဲ့စရာမရှိဘူးဒါကြောင့်မလို့အဓိကကြတဲ့ပါတိမောက္ခသံဝရသီလလိုက်နာကျင့်သုံးနေကြအခုသင်္ကန်းဒီလိုဝေ့ရမယ်ဆိုသင်္ကန်းအဲ့ဒါဘုရားချမှတ်ထားတဲ့အတိုင်းဝေ့ကြတယ်ဘာတွေမလုပ်အောင်ဆိုလို့ရှိရင်လည်းပဲမလုပ်ဘဲနေတယ်အဲ့ဒါတွေဟာပฏิပတ်ပဲလေပฏิပတ်ပရိယနဲ့ပฏิပတ်ကိုပြည့်ပြည့်စုံစုံကျင့်သုံးတယ်ဆိုလို့ရှိရင်အကျိုးရလဒ်အနေနဲ့ပฏิဝေဒဆိုတာအလိုလိုဖြစ်လာတယ်အဲ့ဒီနှစ်ခုကအဓိကကြတယ်သင်ကြားတယ်အဆင့်ဆင့်ခုခေတ်မှာကွန်ပျူတာတွေဘာတွေပေါ်လာလို့ဒါတွေမလိုအပ်ဘူးလို့ထင်မယ်အဲ့ဒီကွန်ပျူတာတွေဘာတွေပေါ်လာတယ်ဆိုတာကအဲ့ဒါတွေကဒီဟာကိုလွယ်ကူအောင်လုပ်ပေးတာပဲရှိတယ်အရှင်ဘုရားတော့ဒီဘုရားဟောတဲ့ဗိဓကသုံးပုံထဲမှာလာတဲ့တရားတွေမှန်သမျှကိုကိုတတ်နိုင်တယ်လို့သင်ကိုသင်ရမသင်မဲနဲ့ဒီကွန်ပျူတာနဲ့ရှိသားပဲဆိုပြစ်ထားလို့ရှိရင်အဲဒီကွန်ပျူတာကြီးဖွင့်ပြထားဖွင့်လိုက်လို့ရှိရင်စလုံးတွေတော့မြင်မှာပဲဘာပြောတာတုံးဆိုတာအဓိပ္ပာယ်မသိအဲ့တော့သင်ကြားမှသိတယ်အဲ့တော့ဒီဟာကိုထမ်းဆောင်တယ်ဆိုတာကပရိယတ္တိသာသနာကိုထမ်းဆောင်တယ်ဆိုတာခုပြောသလိုစာကြည့်လိုက်တဲ့ဟိုပေစာတွေစာအုပ်တွေထိမ့်သိမ့်ထားတာကွန်ပျူတာတဲ့ဒါရဲ software တွေနဲ့ထည့်ပြီးတော့ထားတာဒါအဓိကမကြအဆင့်ဆင့်လက်ဆင့်ကမ်းသင်ကြရရှေးကလည်းပဲလက်ဆင့်ကမ်းပြီးတော့သင်ခဲ့ရဒီလက်ဆင့်ကမ်းသင်နည်းနဲ့သင်ကြသွားမှသာလျှင်ဒီသာသနာကမကွယ်ပဲနေမှာဒီလိုမဟုတ်လို့ရှိရင်ပြလိုက်တဲ့ကပစ္စည်းတွေလိုပဲဖြစ်သွားမှာဒီဗိဓကသုံးပုံနားလဲတဲ့လူတယောက်မှမရှိတော့ဘူးဆိုလို့ရှိရင်အဲ့ဒါသာသနာကွယ်တယ်လို့ခေါ်တာ
အဲ့ဒါကြောင့်မလို့အဓိကကြတာကအခုပြောတဲ့ပရိယသာသနာနဲ့ပฏิပတ်သာသနာဒီနှစ်ခုကိုဦးစားပေးပြီးတော့ကိုယ်စွမ်းအားရှိသလောက်လိုက်နာကျင့်သုံးသင်ကြားရအဲ့ဒီလိုမှမသင်လို့ရှိရင်ဒီသာသနာဟာကွယ်ပါပဲလိုက်နာကျင့်သုံးမှုမရှိရင်ကိုယ်လိုက်နာကျင့်သုံးမှုမရှိရင်ကိုယ်တန်တာမှာကွယ်နေတာပဲတယောက်မှလိုက်နာကျင့်သုံးမှုမရှိဘူးဆိုလို့ရှိရင်လုံးလုံးကွယ်သွားတော့ဘုရားချမှတ်ထားတဲ့သိက္ခာပုဒ်စည်းမျဉ်းတွေခုပြောတဲ့တရားတော်တွေဒါတွေနားလည်တဲ့လူမရှိတော့ဘူးသင်တဲ့လူမရှိတော့ဘူးဆိုလို့ရှိရင်ဒါသာသနာကွယ်တယ်လို့ခေါ်တာပဲသာသနာကွယ်တယ်ဆိုတာဒီနေရာနေဟိုနေရာပျောက်သွားတာမဟုတ်ဘူးဒီလိုသင်ကြားမှုတွေရော့သွားရကနေပြီးတော့တဖြည်းဖြည်းပျောက်ကွယ်သွားတာတို့ကတ္တပဘုရားလက်ထက်ကမိဘတွေလက်ထက်ကမှတ်ထားခဲ့တဲ့ဂါထာတွေဆိုတာအမေးဂါထာတွေပဲကြံရည်လို့ရတယ်အာလာဝကတုံမှာအဲ့ဒါတွေပါတယ်အာလာဝကဘလူမေးတဲ့မေးခွန်းတွေကအဲ့ဒါကတ္တပဘုရားလက်ထက်ကလေးကအဲ့ဒီဟာတွေကိုသင်ကြားခဲ့တဲ့အခါကျတော့သူ့မိဘတွေကဒါကိုလက်ဆင့်ကမ်းပြီးတော့သင်လာတာပေါ့လေသို့တော်လည်းပဲကြာတဲ့အခါကျတော့သားသမီးတွေလက်ထက်ကျတော့စိတ်မဝင်စားတာလည်းပါမှာပေါ့ခက်ခဲတာလည်းပါမှာပေါ့အဲ့ဒီလိုဖြစ်တဲ့အတွက်ကြောင့်တဖြည်းဖြည်းအကုန်မမှတ်မိတော့အဖြေတွေကိုမမှတ်မိတော့အမေးတွေပဲပါဇက်ထဲမှာကြံရင်အဲ့ဒီလိုဖြစ်တယ်ခုတော့မြတ်စွာဘုရားရဲ့သာသနာတော်ဟာလည်းပဲဒီတိုင်းပဲသင်မဲ့ကြားမဲ့ပို့ချမဲ့လက်ဆင့်ကမ်းဖြန့်ဝေမဲ့ပုဂ္ဂိုလ်မရှိဘူးဆိုလို့ရှိရင်သာသနာကွယ်တာပဲအဲ့လိုသာသနာမကွယ်ရအောင်လို့မို့တပည့်တော်တို့ကဒါတွေကိုသင်နေရတယ်လို့ဒီလိုစိတ်ထဲမှာအမြဲတမ်းခံယူထားပါစာမေးပွဲအောင်ရုံလောက်ဘွယ်လေးရရုံလောက်စိတ်ထဲမှာမအောင်မေပါနဲ့စာမေးပွဲအောင်ဖို့ဘွယ်ရဖို့ဆိုတာကဒီဟာသင်ကြားတဲ့စိတ်ရှိလို့တကယ်စိတ်ပါဝင်စားစွာသင်ကြားမယ်ဆိုလို့ရှိရင်စာမေးပွဲအောင်ဖို့ကမခက်ခဲပါဘူးသင်ញင်တဲ့စိတ်မရှိဘူးဆိုရင်တော့အဲ့ဒါပျောက်မှာအဲ့ဒီလိုတပါးစီပျောက်နှစ်ပါးစီပျောက်ဆိုတာရှိတဲ့လူတွေအကုန်လုံးစီဘာမှသင်ញင်တဲ့စိတ်မရှိတော့ဘူးဆိုလို့ရှိရင်အဲ့ဒါလုံးဝမသိတော့မသိရင်ဒါသာသနာကွယ်တယ်လို့ခေါ်တာပဲသာသနာကွယ်တဲ့အကြောင်းအထကရာတွေမှလည်းပဲပါပါတယ်အင်္ဂုတ္တအထကရာပရမအုပ်ထက်မှာပါတယ်အထကရာဖွင့်ဘယ်သူကစအရင်ကွယ်မှာတော့ဆိုတော့အဘိဓမ္မာဝိရကကစကွယ်မှာဘာလို့တော့ခက်လို့မို့သဘောတရားတွေဆိုတော့လူကစိတ်ဝင်စားဘူးစိတ်ဝင်စားတဲ့ပုဂ္ဂိုလ်ကနဲတာပေါ့အဲ့ဒီလိုသင်ကြားလို့ခက်ခဲတဲ့အတွက်ကြောင့်သင်ကြားတဲ့ပုဂ္ဂိုလ်ကနဲနောက်လုံးဝမသင်ကြားနိုင်ဘူးဆိုလို့ရှိရင်အဲ့ဒါကိုယ်ရတာပေါ့အခုဝိရမအထကရာထဲမှာပဋ္ဌာန်းဆိုတာဒီအတိုင်းရွတ်တာဖတ်တာကြည်ဖတ်တာပဲတော်များရှိတော့တယ်နားလဲတဲ့ပုဂ္ဂိုလ်ကအ ਨੇ စုဖြစ်သွားတယ်အဲ့တော့အဘိဓမ္မာပိဋကကစကွယ်မဲ့တဲ့အဘိဓမ္မာပိဋကတောင်မှပဋ္ဌာန်းကစကွယ်မဲ့ပဋ္ဌာန်းပြီးတော့ရမိုက်ကကွယ်မဲ့ရမိုက်ပြီးတော့သူရှိကအဲ့ဒီလိုတဖြည်းဖြည်းဆုတ်သွားမှာအဲ့ဒါကိုအလွယ်တကူရအောင်လို့ဆိုတော့ဆရာကြီးဦးစန်းထုံးကလင်္ကာလေးလောက်ထားတာရှိတယ်အရှင်ဘုရားတို့ပါဠိလည်းဖတ်ချင်ဖတ်ပေါ့ပါဠိဖတ်လို့ရှိရင်လည်းပဲအင်္ဂုတ္တအထကရာပထမအုပ်ထဲမှာပါတယ်ဒီပြင်နေရာလည်းပါပါတယ်မျက်စိမှနီးကြတဲ့လည်းပဲပါတာပဲအထကရာအဲ့ဒါကိုအကျဉ်းချုပ်လွယ်နဲ့မှတ်မိအောင်လို့ဘယ်ကစကွယ်မှာဆိုတော့အင်တံမျက်စိမှဒီကနဲ့ဝိဇာဆိုတာကအဘိဓမ္မာပြောတာအင်ဆိုတာအင်္ဂုတ္တအထကရာအင်္ဂုတ္တပါဠိတော်အထကရာဒီကပေါ့အင်တံအင်္ဂုတ္တပြီးရင်တန်ရုပ်ကွယ်မယ်တန်ရုပ်ပြီးလို့ရှိရင်မျက်စိမှနီးကြကွယ်မယ်မျက်စိမှနီးကြပြီးလို့ရှိရင်အရှိကြီးတွေဟောထားတဲ့ဒါဒီကနီးကြတုတ်သုံးချမ်းခုခေတ်နားလည်နေတဲ့တုတ်သုံးချမ်းဒါကွယ်မယ်အမှန်ကတုတ်သုံးချမ်းမကဘူးခုခေတ်သင်ရောအနေနဲ့တုတ်သုံးချမ်းဆိုပြီးတော့ပြောနေကြတယ်အဲ့ဒီတုတ်သုံးချမ်းနဲ့မှပါတဲ့ဒီကနီးကြကွယ်မယ်အဲ့ဒီလိုအဲ့ဒါကိုလင်္ကာလေးစီရာအင်တံမေဇိပဒီကနဲ့ဝိဇာတဲ့ဒီကနိကပြီးတော့ဝိနိပိကကွယ်မယ်တဲ့
ဝိနိပိကကိုယ်ပြီးတော့အပြည့်အစုံလိုက်နာမှုမရှိတော့ဘူးဆိုလို့ရှိရင်တော့စားကောင်းတောက်ကောင်းဇတ်တွေပေါ့950ခုခေတ်သိနေတဲ့ဇတ်တွေပေါ့အဲ့ဓာတွေနောက်ဆုံးကြာရင်ပါပဲတဲ့အဲ့ဒီဟာတွေကွယ်လို့ရှိရင်နောက်ကွယ်တော့မှာပဲအယံတံမစ္စည်းမဒီကနဲ့ဝိဇာအဘိအရင်ကွယ်လို့သင်တယ်ဆောင်းတယ်ရှိပြီဘူးဇာဝိတိုင်နောက်ပြန်ရိမ့်တယ်ပွဲသိမ့်တဲ့ခါထိုအခါဂါထာမြပုတ်လုံးတိုင်းပြည်နိုင်ငံထဲမှာဖရာတရားတော်တွေကွယ်တော့မှာပဲဆိုပြီးတော့တဂါထာရလို့ရှိရင်ငွေ1000စုချမယ်ဆိုပြီးတော့အဲ့ဒီရှင်ဘုရင်ကနေပြီးတော့အဲ့ဒီလိုဒီအတပြားထောင်တော့ကိုဆင်ပေါ်တင်ပြီးတော့မြို့တဲ့လှက်ရှေ့ကထုံးစံအတိုင်းပေါ့စီတော်ကြီးနဲ့လိုက်ပြီးတော့ဆော်ဩတာပေါ့ဒီဂါထာတစ်ပုဒ်ရလို့ရှိရင်ကိုပဲအတပြားထောင်တော့ချီးမြှင့်မယ်ဆိုပြီးတော့အဲ့ဒီလို3ကြိမ်3ကဆင်မော်တင်ပြီးတော့လှဲ့တော်လဲပဲဘယ်ရှေ့ကတာဒီဟာကိုမောင်းခတ်ပြီးတော့ကြော်ညာပြီးတော့သွားတယ်ဒါမှမဟုတ်အဲ့ဒါကိုထွက်ပြီးတော့ယူမဲ့လူမရှိဘူးတဲ့ဘာလို့လဲဂါထာတဂါထာတောင်မရတော့အဲ့ဒါကြောင့်မို့လို့ထိုအခါဂါထာမြပုတ်လုံးထောင်တော့ကိုဆောင်းယူလို့တောင်းစပူပြည်ပတ်အောင်စီခတ်ခါဆင်တင်၍3ကြိမ်စဉ်လှဲ့ပင်လှဲ့တော်လဲယူမဲ့သူအတန်မလာ၍ကျုပ်ဂါထာတစ်ပုဒ်ရပါတယ်ဆိုပြီးတော့ယူမဲ့လူအတန်ဘယ်သူမှမထွက်ဘူးတဲ့ဘယ်သူမှယူမဲ့လူမရှိဘူးတဲ့ယူမဲ့သူအတန်မလာ၍ဘန္နာကိုပြန်ငါသွင်းရတဲ့ရင်းနောက်ပိတ်ဆုံးအဲ့ဒီအချိန်အဖြစ်ဆိုးမျိုးထီအောင်ရောက်သွားလို့ရှိရင်အဲ့ဒါသာသနာကွယ်တော့တာပဲသာသနာကွယ်ပုံကိုအထက်ကရာဖွင့်တဲ့အတိုင်းဆရာကြီးဦးဆန်းထွန်းကအဲ့ဒီလိုလင်္ကာအချိုးလေးဖွဲ့ထားတာပေါ့အအင်တံမစ္စည်းမဒီကနဲ့ဝိဇာဒါတချို့အဘိအရင်ကွယ်လို့သင်တယ်ဆောင်းတယ်ရှိပြီဘူးသင်တယ်ဆောင်းတယ်လို့မရှိတော့ဘူးတဲ့အဘိအရင်ကွယ်လို့သင်တယ်ဆောင်းတယ်ရှိပြီဘူးဇာဝိတိုင်နောက်ပြန်ရိမ့်တယ်ဇာဆိုရဇတ်ပေါ့ဝိနီးအဲ့ဒီထီအောင်တဖြည်းဖြည်းကွယ်သွားလိုက်တာဇာဝိနီးပိရကဇတ်တော်ဇာ950ပေါ့ခုခဲလို့ဝတ္ထုကြောင့်တွေကိုမှတ်လို့လွယ်တာအဲ့ဒီလိုဟာထီအောင်သွားလိုက်မယ်တဲ့အဲ့လိုသွားလို့ရှိရင်ရှင်မယံကနေပြီးတော့တိုင်းပြည်အုပ်ချုပ်တဲ့မင်းလုပ်တဲ့ရှင်မယံကနေပြီးတော့ဒါဖျားအဆုံးမသာသနာတော်ဒီလုံးဝပျောက်ကွယ်သွားတော့မှာပဲဆိုပြီးတော့အဲ့ဒီလိုအသဗျာထောင်တို့ကိုဆင်တင်ပြီးတော့ရှေ့ကနေပြီးတော့မောင်းကြီးနဲ့ခတ်ပြီးတော့ကြောကြတော့လည်းပဲထွက်ပြီးတော့ယူမဲ့လူတယောက်မှမရှိတော့ဘူးအဲ့ဒီလိုဆိုလို့ရှိရင်ဒါသာသနာကွယ်တော့မှာပဲတဲ့အဲ့ဒီလိုလင်္ကာလေးရေးထားတယ်အအင်တံမစ္စည်းမဒီကနဲ့ဝိဇာအဘိအရင်ကွယ်လို့သင်တယ်ဆောင်းတယ်ရှိပြီဘူးဇာဝိတိုင်ဇာဆိုတာဇတ်ပြောတာဝိကဝိနိပိကဇာဝိတိုင်နောက်ပြန်ရိမ့်တယ်ပွဲသိမ့်တဲ့ခါအဲ့ဒါဘုရားသာသနာပွဲသိမ့်သွားပြီပေါ့ထိုအခါဂါထာမြပုတ်လုံးတဂါထာလောက်တောင်မှမရှိတော့မရတော့ထိုအခါဂါထာမြပုတ်လုံးထောင်တော့ကိုထောင်တော့ကိုဆင်တင်၍တောင်းစပူပြည်ပအောင်ထောင်တော့ကိုဆင်တင်၍3ကြိမ်စဉ်လှဲ့ပင်လှဲ့တော့လေတစ်ကြိမ်တော့မဟုတ်ဘူးမျိုးတဲ့ပြောတာတိုင်းပြည်တဲ့လှဲ့3ကြိမ်3ကလှဲ့တာတောင်မှယူမဲ့လူပေါ်မလာဘူး3ကြိမ်စဉ်လှဲ့ပင်လှဲ့တော့လေယူမဲ့သူအတန်မလာ၍ယူမဲ့လူကကြောက်ယူရမယ်ဆိုပြီးတော့အတန်ထွက်မလာဘူးတဲ့ယူမဲ့သူအတန်မလာ၍ဘန္နာကိုပြန်ငါသွင်းရတယ်ကွယ်ရင်းနောက်ပိတ်ဆုံးအဲ့ဒီလင်္ကာလေးကခုပြောတဲ့အင်္ဂုတ္တအထက်ကရာပရမတွဲထဲမှာပါတဲ့အထက်ကရာပွင့်ကိုကြည့်ပြီးတော့ဆရာကြီးဦးဆန်းထွန်းကလွယ်နဲ့မှတ်မိအောင်ဆရာကြီးဦးဆန်းထွန်းကအဲ့ဒီလိုစာမှတ်မိလွယ်အောင်လုံနည်းကို
ပြောထားခဲ့အဲ့ဒါမျိုးကိုသူတို့တက္ကတာတို့ဘာတို့မှကြတော့ဓာရဏီလို့ခေါ်တယ်တို့ဒီမှာတော့စောင့်ဖို့ပေါ့ဂါထာပေါ့ညာဂါစုံနိရတွေနဲ့ရေးထားရင်ဂါထာလေးအချင်းချုံပြီးတော့ဂါထာလေးရေးဒါဆိုရင်တော်တော်ကြက်ရတာဆိုတော့သူကမှတ်ပြီးတာပေါ့အဲ့ဒါလို့မဖြစ်အောင်လို့မဟုတ်သူကအလွယ်နီးနဲ့မှတ်မိအောင်လို့အဲ့ဒါလို့ကြပြားလင်္ကာတန့်ပေးကြတယ်အဲ့ဒါလေးအတိုင်းပဲသာသနာမကွဲအောင်တို့ဟာတို့မှာတာဝန်ရှိတယ်တို့တာဝန်အပြည့်ရှိတယ်လူတွေဆိုတာကဒကာဒကမဆိုတာကဒါတွေကိုအချိန်ပြည့်မသိယူနိုင်ဘူးသူတို့မှာစားဝတ်နေရေးလုံးပန်းရတာတို့ကသူတို့ရဲ့ထောက်ပံ့တဲ့ပစ္စည်းလေးပါးနဲ့ရပ်တည်နေတာဖြစ်လို့တို့ကပို့ပြီးတော့အတွင်းကြကြတာဝန်ရှိတယ်တို့တာဝန်ပဲလို့ဒီလိုစိတ်ထဲမှာအောင်းမိပြီးတော့ပရိယတ်ကိုသင်တဲ့အခါမှာစာမေးပွဲအောင်ယုံဘွယ်လေးရယုံဒကာရကမရှိကြွဖြစ်ယုံတော့ဒီလိုစိတ်ထဲမှာမအောင်မိကြပါနဲ့ဒီစာတွေကိုကိုတတ်နိုင်သလောက်သင်မယ်နားလဲအောင်သိအောင်သင်မယ်ကိုသိတဲ့နားလဲတဲ့အတိုင်းလည်းပဲကြံတဲ့ပုံကိုယ်တွေကိုဖြန့်ဝေမယ်တို့လည်းပဲလိုက်နာကျင့်သုံးမယ်ဆိုတော့ဒီလိုစိတ်ကလေးမွေးပြီးတော့သင်ကြပါလို့ဒီလိုတိုက်တွန်းတဲ့စကားပြောကြရင်တပည့်တော်ရဲ့ဩဝါဒစကားအဆုံးသတ်ပါတယ်ဗျာ